Okay အားလုံးပဲမင်္ဂလာ So အားလုံးပဲမင်္ဂလာပါဒီနေ့shadow back ဆော့မယ် sorry စောစောနာပထမဆုံးစက်ကိုမရိုက်လိုက်မိဘူးအခုတော့အမောဖောင်းနေပါတော့အဲ့တော့back ဆော့မယ်ဆိုရင်ပထမဆုံးနေတယ်ပူလက်ပေါ့နော်အများနဲ့သွေးပူနေနေရတော့ပူလက်ပဲသွားတယ်ဒါကတော့တချို့တွေတော့မသိဘူးတော်တော်များများတော့ဒါဘယ်လိုဆော့လဲတော့မသိဘူး shadow ကအများနဲ့ဆော့လို့ဆိုရင်ပူလက်နဲ့အရင်စားတယ်အဲ့တော့ Okay 4 set failure အခုဒီနေ့ David နဲ့တူတူဆော့မယ်ပေါ့နော် back legend ကဘာတွေပါမလဲဆိုတော့ဒီဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြပါ let's go မောင်လေး it's my time ဒုတိယတစ်မျိုးကြတော့ single arm ဆော့မယ်ပုံမှန်ဆိုရင်တော့ဒီဆက်ကဟိုဘက်ကျင်မှာမရှိဘူး stress ဆော့နေကြကျင်မှာမရှိဘူးဒါပေမဲ့ဒီနေ့မှဒါတခြားကျင်လာတဲ့အတွက်ကြောင့်မလို့ဒီမှာဆန်းဆွဲကြည့်မယ်နော်ပထမဆုံးဖောက်တဲ့အနေနဲ့ကတော့ဈေးဥဖောက်တာတော့ David ပေါ့နော်သူကောင်းတယ်ဆိုရင်တော့ဆွဲမယ်သူမကောင်းတော့မဆွဲဘူးဖက်လက်နော်မန်နေဂျာတော့လေ David ဒီချင်းမိုင်အောင်လာလေတိုင်းပေါ့နော်training က David ရဲ့ training ကိုပဲညီမလိုက်ဆော့တာတက်လိုက်ဆော့တာပေါ့နော်ကိုယ့်ရဲ့ training ကိုဆော့တာမဟုတ်ဘာလို့ဆိုတော့သူ့ရဲ့ training အရန်ကောင်းတယ်အဲကြောင့်သူ့ပြောတယ်ချင်းမိုင်မှာလာနေလို့ကျွန်မမပြောင်းခင်ချင်းမိုင်မှာတူတူဆော့မယ်လို့တကယ်တော့နောက်ထပ် pro show ကိုသွားဖို့ဆိုရင် David လိုမျိုးworkout partner တယောက်ရှိရင်အရန်အဆင်ပြေတယ်အခုကျွန်မကတော့တယောက်လေးယုံအောင်ပါပေါ့နော်သူ့စင်ကာပူပြောင်းဖို့ခေါ်တာတကယ်သူ training ရန်ကောင်းတယ်အားကြောင့်မလို့သူလာတိုင်းသူ့ဆီကတချို့ပညာတွေယူရတယ်ပေါ့နော်အဲ့လေးပြောချင်တာCome on. Okay လားကျမရဲ့ရန်ပူတော့ဗောနော်ကျမအဲ့လို adjust လုပ်ဖို့အတွက်ကတော်တော်လေးလိုတယ် Oh shit 1 2 3 4 5 come on up 6 two more come on 7 up 8 come on make it 10 make it 10 2 more drive last one up come on yes Oh, Lee, I'm on me low. Hello, switch. David, let me eat. Let's go. Come on. Mèo quá. Tôi là mèo. Tôi không biết này mà tôi xem rồi. Let me eat này hả? 3 Chưa. 4 5 6 come on 7 up 8 9 Come on. up come on 10 2 more 1 Chỗ bà kỳ quá. Ra lui à. Má yêu giờ lên. Tè đây, to đi à. Mà nó scrap cả lâu tiền này đi. Go, go, go. Let's go. Come on. Come on. Go. Good. Come on, let's go. Pull vào machine. Đi luôn machine တစ်ခါမှမစော့ဘူး။ဒါပေမဲ့ဒီနေ့ဆွဲကြည့်ကြည့်မယ်ဘာကောင်းလဲမကောင်းလဲတော့မသိဘူး။ 1 2 3 မင်းတဲ့ထင်းချင်အနောက်မလန်မရ 5 အမအတွက် 6 7 come on 8 9 10 Two more. 5 come on 4 you got it 3 come on 2 last one Squeeze. Okay
ဒီနေ့ကတော့ back exercise ပြီးပါပြီ အရင်လဲကောင်းပါတယ် စိတ်ညစ်ဖို့ဘိုက်တွေလည်းစနေအဲ့တော့မနေ့ကတော့ပုံမှန်ဆိုရင်တနိုင်နဲ့15မိနစ်ပဲဆော့တာပါဒီနေ့ကတော့နည်းနည်းစကားပြောရများပြီးတော့ဗီဒီယိုရိုက်တာလည်းပါလို့ပေါ့နော်အဲဒါကြောင့်2နိုင်လောက်သွားသွားတာအဲ့တော့ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပါလေးပါမလဲဆိုတော့ထပ်ကြည့်ပေးကြပါဦး bye bye